အားလုံးပဲမင်္ဂလာပါရှင်ခင်ကတွန်း channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပရိသတ်တွေကြည့်ရမယ့်ဇာတ်လမ်းလေးကတော့ရိုးသားတဲ့အလုတ်သမားလေးတပ်ပိုင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီတော့ဇာတ်လမ်းလေးကိုမစတင်ခင်မှာမမလေးဒီခင်တို့ရဲ့ခင်ကတွန်း channel လေးကို subscribe လုပ်ခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင် subscribe လုပ်ပြီးသွားပြီဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါမယ်ဦးစီရရဲ့ဖတ်ထုတ်ဆိုင်လေးကအရန်ကိုရောင်းကောင်းပါတယ်ညနေ6နာရီထိုးတာနဲ့ပဲသူ့ရဲ့ဆိုင်လေးမှာလူတွေကစီကားလာပါတယ်ဦးစီရကအမြဲတမ်းအလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီးဖတ်ထုတ်လုပ်တဲ့အခါမှာလည်းသုံးတဲ့ပစ္စည်းတိုင်းကအရေးသွေးကောင်းပါတယ်ဒါကြောင့်လည်းလူကြိုက်များလာတာပေါ့ဦးစီရရဲ့ဖတ်ထုတ်ဆိုင်လေးကဘလောက်တောင်ကြော်ကြားလာလဲဆိုရင် online ကနေပြီးတော့မှာယူနိုင်ပြီး delivery ကနေတဆင့်ပို့ပေးပါတယ်ဦးလေးဖတ်ထုတ်ပကံထည့်ပေးပါဦးဗျဟုတ်ပါပြီအခုပြင်ပေးမယ်နော်အခုကဘယ်နှပကံယူမှလဲ3ပကံထည့်ပေးဗျပကံတစ်ဝက်ဆိုဘယ်နှခုပါတာလဲတစ်ဝက်ကိုဖတ်ထုတ်4ခုတပကံလုံးဆို6ခုဒါဆိုလဲဒီလိုလုပ်ဗျ3ပကံအပြည့်သာချပေးလိုက်ဦးစီရကအမြဲတမ်းအလုပ်ကြိုးစားပြီးတော့ဝင်ငွေကိုရှာတဲ့သူတစ်ယောက်ဖြစ်ပါတယ်မနက်တိုင်းဦးစီရကဖတ်ထုတ်လုပ်ဖို့အတွက်ဈေးထဲကိုသွားပြီးလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူလက်ရှိပါတယ်လက်ဆက်တဲ့အသီးနှံတွေပဲပြားတွေနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုတင့်တော်သလိုဝယ်ယူလိုက်ပါတယ်တရက်မှာတော့ဦးစီရရဲ့ဆိုင်လေးကိုကောင်လေးတစ်ယောက်ကရှောက်လာပါတယ်အဲ့ဒီကောင်လေးကတော်တော်လေးကိုစိတ်ညစ်နေတဲ့ပုံပေါ်နေပါတယ်ကျွန်တော်လှုပ်ပေးနိုင်မလားကိုကျွန်တော်ကနေမကောင်းဖြစ်နေတော့ပတ်စံအရေးကြီးလိုနေလို့ဗျဒီမျိုးကိုရောက်လာလည်းမကြသေးဘူးလူတော်တော်များများစီကနေအလုပ်တောင်းခဲ့တယ်ဒါပေမဲ့ဘယ်သူကမှလက်မခံပေးကြဘူးဗျဒီနားသူတွေစီကနေအကိုရဲ့အကြောင်းကျွန်တော်ကြားမိလို့လာခဲ့တာပါကျွန်တော်အလုပ်ကြိုးစားပါမယ်အကိုစီမှာသာအလုပ်ရမယ်ဆိုရင်လေကျွန်တော်လည်းဘိုက်ပြေးပြီးအိုမင်းနေတဲ့အမေအတွက်လည်းအဆင်ပြေလိမ့်မယ်ဗျစုပ်ပြေးနေတဲ့အဝတ်ကိုဝတ်ဆင်ထားတဲ့တပ်ပိုင်လေးဟာငိုယိုပြီးတောင်းဆိုနေတာကြည့်တော့ဦးစီရကတနာသွားပါတယ်သူကိုယ်တိုင်ကလည်းသူ့ဆိုင်မှာဝိုင်းလုပ်ပေးဖို့လူတယောက်လိုနေရနဲ့အတော်ပဲဖြစ်သွားပါတယ်ကောင်းပြီလေညီကိုအကိုဆိုင်မှာအလုပ်လုပ်ခွင့်ပေးမယ်ဒါပေမဲ့အခုတော့ရှိတယ်အလုပ်ကိုရိုးသားသားနဲ့လုပ်နော်မင်းကောင်းနဲ့ဆိုင်နမဲမပြတ်စီနဲ့အဲ့လိုဖြစ်စီရပါဘူးကိုကျွန်တော်ယုံပါကျွန်တော်ရိုးသားသားနဲ့အလုပ်ကိုအကောင်းဆုံးစူးစမ်းလုပ်ကင်ပါမယ်ဒီလိုနဲ့ဦးစီရကတပ်ပိုင်ကိုသူ့ဆိုင်မှာအလုပ်လုပ်ခွင့်ပေးလိုက်ပါတယ်တပ်ပိုင်ရောက်လာတာကြောင့်ဦးစီရလည်းအများကြီးကိုအကူအညီရသွားပါတယ်ဦးစီရကဈေးသွားတဲ့အခါတိုင်းမှာတပ်ပိုင်ကိုပါခေါ်သွားလို့ရှိရဲ့အဲ့လိုနဲ့ပဲဖြစ်ဖြစ်ချင်းစီတပ်ပိုင်ကလည်းဦးစီရစီကနေအလုပ်တွေအားလုံးကိုတင်ယူတက်မြောက်သွားတော်တာပေါ့ဝါတပ်ပိုင်မင်းကတော်သားပဲအရသာရှိတဲ့ဖတ်ထုတ်တောင်လုံနိုင်သွားပြီမင်းကအခုတော့ဆရာကြီးတောင်ဖြစ်သွားပြီပေါ့လေအကိုစီကနေပဲတင်ယူထားတာလေအဲ့ဒီတော့ကအကိုသာကျွန်တော်ကိုအလုံပေးခဲ့ရင်အခုချိန်ကျွန်တော်နဲ့အမေကလမ်းမှာရှောက်သွားနေရမှာအလုတ်ကြိုးစားရဲ့သူနဲ့ရိုးသားရဲ့သူဖះကဘယ်တော့မှမစောင့်ရှောက်ပဲမနေဘူးလေတပ်ပိုင်ရဲ့မင်းသာရိုးရိုးသားသားနဲ့အလုပ်လုပ်မယ်ဆိုရင်ရှေးရေးကလည်းအတော်လေးကိုအဆင်ပြေချောမွေသွားလိမ့်မယ်အခုတော့ဝယ်သူတွေအတွက်ဖတ်ထုတ်ပြင်ပေးလိုက်တော့ဝယ်သူတွေလည်းစီကာကြပြီစကားပဲပြောနေရင်ဝယ်သူတွေကပြန်သွားနေပါဦးမယ်ကွာအခုဆိုင်ကိုလာပြီးတော့ဖတ်ထုတ်မစားပဲပြန်သွားတဲ့ဝယ်သူဆိုတာရှိမှမရှိပဲဗျာဒီမှာယူလိုက်ပါအောင်ကိုအခုရဲ့ဖတ်ထုတ်နှစ်ပကံမင်္ဂလာပါကိုစီယာနေကောင်းရဲ့လားငါဆိုင်ရဲ့ရိတ်ကိုတောင်မနေနဲ့လို့ပြောရရဲ့မလားဒီကိုဘာလာလောက်တာလူသိခံထားတာပေါ့လေတော်တော်လေးကိုပြောင်းလဲနေပါလားကျွန်တော်ကိုကြာဘာမှမရှိပဲလောက်ကနေနှင်ထုတ်လိုက်ပြီးတော့ဗျာမင်းကဖတ်ထုတ်လို့ဖို့အတွက်ပဲရကြံနေလို့သုံးတာမလားအဲ့ဒါကြောင့်လေငါရဲ့ဖောက်တယ်တော်တော်များများဆုံးရှုံးသွားတာမရိုးသားတဲ့သူတွေအတွက်ဒီနေရာမှာနေရာမရှိဘူးငါမင်းပေါ်လှုပ်ခဲ့တာတွေကလည်းလှုပ်တင်တာပဲလေငါအခုလှုပ်နေတာမင်းဒိုးလိုက်တော့အကိုကလေဗျာကျွန်တော်အတွက်ဖတ်ထုတ်ပကံလောက်ပြင်ပေးပါဦးပတ်စံပေးမှာပါဘယ်သူမှလက်ကားစားမနေပါဘူးတပ်ပိုင်သူ့အတွက်ဖတ်ထုတ်ပကံပြင်ပေးလိုက်ကွာစားပြီးတာနဲ့ပြန်သွားလိမ့်မယ်အဲ့ဒီကောင်လေးရဲ့နာမည်ကမင်းခန့်ဖြစ်ပါတယ်သူကတော်တော်လေးကိုမယိုးသားတဲ့သူတစ်ယောက်ဖြစ်ပါတယ်အရင်တုန်းကတော့ဦးစိန်ရရဲ့ဆိုင်မှာအလုပ်ဝိုင်းလုပ်ပေးပြီးဈေးထဲကနေမကောင်းတဲ့ပဲပြားတွေဝယ်ပြီးဖတ်ထုတ်တွေလှုပ်ရောင်းတာကြောင့်ဦးစီရကဖောက်တယ်တွေအများကြီးကိုဆုံးရှုံးခဲ့ရပါတယ်ဒီနေ့လည်းတပ်ပိုင်ကအရသာရှိတဲ့ဖတ်ထုတ်တွေကိုလှုပ်ပေးနေပါတယ်သူတို့ရဲ့အခြေအနေတိုင်းကတော်တော်လေးကိုအဆင်ပြေလာပါတယ်ဘာလို့လဲဆိုတော့အခုဦးစီရစီမှာမင်းခန့်လိုမျိုးမယိုးသားတဲ့အလုပ်သမားတယောက်မှမရှိတော့တာကြောင့်ပါအဲ့ဒီနောက်မှာမင်းခန့်ကဖတ်ထုတ်ကိုအာပါတရစားတော့ပြီးပြန်သွားလိုက်ပါတယ်နောက်နေ့တရက်မှာတော့ဦးစီရကအလုတ်လာတာနောက်ကျသွားပါတယ်။ဒါပေမဲ့တပ်ပိုင်ကဆိုင်ကိုပြင်ဆင်ပြီးဖွင့်ထားနှစ်နေပါပြီ။ဒီနေ့ရွာကနေအဖေနဲ့အမေကအိမ်ပြန်ရောက်လာလို့နောက်ကျသွားတာ။မင်းအကုန်လုံးစင်စင်းဖြစ်အောင်ပြင်ထားတယ်မလား။ကျွန်တော်အားလုံးပြင်ပြီးပြီကိုဖတ်ထုတ်တယ်လေလှုပ်ပြီးသွားပြီ
အကိုကိုပဲစောင့်နေတာမနဲ့ဈေးသွားတော့ကပိုတဲ့ပတ်စံနေအကိုယူလိုက်အောင်ကောင်းပြီပေးအကိုဖတ်ထုတ်ပကံပြင်ပေးပါအောင်အခုထည့်ပေးမယ်ဗျာဖောက်တယ်ဖြစ်သူကဖတ်ထုတ်ကိုစားလိုက်တဲ့ချိန်မှာပဲဒေါသထွက်ပြီးဦးစီယာကိုပြောဆိုပါတော့တယ်ဒါကဘာလဲကိုဖတ်ထုတ်လုံနီမေသွားလို့လားဗျာဘလို့ရတာကြီးမှမသိဘူးခါနေရောပဲဖတ်ထုတ်ကခါနေတယ်ဟုတ်လားဘလို့ဖြစ်နိုင်ပါလဲကျွန်တော်တစ်ချက်ကြည့်လိုက်အောင်မယ်ဒီလိုအမားမျိုးတစ်ခါမှဖြစ်ဘူးတာမဟုတ်ဘူးဦးစီယာလည်းဖတ်ထုတ်ကိုစားကြည့်လိုက်တော့တကယ်ကိုခါလုံးနေတဲ့အတွက်အပြင်ကိုထွေးထုတ်လိုက်ရပါတယ်ဖောက်တယ်တွေအားလုံးကလည်းဒေါသတကြီးနဲ့ထွက်သွားကုန်တာပေါ့အဲ့ဒီနေ့မှာဦးစီယာကတော်တော်လေးကိုနှက်နာသွားခဲ့ရပါတယ်တပ်ပိုင်မင်းမဲဒီနေ့ဖတ်ထုတ်လုပ်တာမလားလို့လုပ်ပြီးခါသွားရဒီမှာကြည့်တပ်ပိုင်ငါမင်းပေါ်ဒေါသမထွက်ပါဘူးဒါပေမဲ့အမှန်တိုင်းတော့ပြောပြစမ်းပါဘာတွေဖြစ်ကုန်တာကျွန်တော်ကကိုယ့်စီကနေတင်သားတဲ့အတိုင်းပဲဖတ်ထုတ်လုပ်တာပါဘလို့လို့ဒီလိုဖြစ်သွားမှကျွန်တော်လည်းမသိဘူးဗျကျွန်တော်ကိုယုံပါနော်ခဏလေးကိုကျွန်တော်ဖတ်ထုတ်လုပ်တဲ့အချိန်တုန်းကအကိုမင်းခန့်ရောက်လာတယ်တိုးလက်ထဲမှာကြက်ရင်ကားပြီးဖြော်ရီကင်ထားတာတွေ့တယ်ပြီးတော့ကျွန်တော်ကိုတော့ဖတ်ထုတ်လုပ်ဖို့ဘယ်လောက်စောင့်ရမလဲတော့မေးနေတာကျွန်တော်ကခဏလေးပဲစောင့်လို့ပြောတော့ကျွန်တော်ကိုဖန်ခွက်တစ်ခွက်ပေးဖို့သူပြောတယ်ပြီးတော့သူကဖန်ခွက်ထဲမှာကြက်ရင်ကားပြီးဖြော်ရီထဲတော့မလို့တဲ့မဟုတ်မှလေသူပဲလှုပ်လိုက်ကြတာမသိဘူးဘာလို့ဆိုကျွန်တော်သူကြက်ရင်ကားပြီးဖြော်ရီတောက်တာကိုမမြင်လိုက်ရဘူးအမှန်တိုင်းပြောရင်ကျွန်တော်လည်းသတိထားမိလိုက်ဘူးတကယ်ပါကူကျွန်တော်တင်ဒါရီအားလုံးကတိုးလက်ချက်ပဲနေမှာအကိုအားလုံးနားလေသွားပြီအဲ့ကောင်စုံငါ့ကိုလက်စားချီရင်နေတာပေါ့လေအဲ့လိုဖြစ်ခွင့်မပေးနိုင်ဘူးကွာသူ့ကိုကောင်းကောင်းကြီးပညာပေးမှဖြစ်မယ်အကိုအခုပဲရဲစခန်းကိုသွားပြီးအမှုဖွင့်လိုက်မယ်သူ့ဘာသူအမှန်တရားကိုပြောထွက်လာလိမ့်မယ်အကိုကျွန်တော်လည်းအတူတူလိုက်ခဲ့မယ်ဦးစီယာနဲ့တူတူတပ်ပိုင်ပါရဲစခန်းကိုလိုက်လာပြီးတော့မင်းခန့်အပေါ်ကိုအမှုဖွင့်လိုက်ပါတယ်ရဲကိုကြောက်တဲ့စိတ်နဲ့မင်းခန့်လဲသူကိုယ်တိုင်ကျဲဟင်းခါးသီးဖြော်ရည်ထည့်လိုက်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်အကိုကျွန်တော်တခုလောက်မေးလို့ရမှာဖောက်တယ်ဒေါသထွက်ပြီးတော့ထွက်သွားတဲ့ချိန်တုန်းကအကိုဘာလို့ကျွန်တော်ကိုဒေါသမထွက်တာလဲဗျာဖတ်တော့ကကျွန်တော်ကိုယ်တိုင်လှုပ်တာလေတပ်ပိုင်ရိုးသားတဲ့စိတ်ထားဆိုတာလေမျက်နှာပေါ်မှာပေါ်လွင်နေတတ်တာကိုမင်းကိုသိတာ2လပဲရှိသေးတယ်ဆိုရင်မဲ့မင်းမနက်ကအကိုကိုပိုးတဲ့ပတ်စံပေးတဲ့ချိန်အကိုကြည့်လိုက်တာကိုဈေးသွားရင်ပိုးတဲ့ပတ်စံနဲ့အတူတူပဲအဲ့ဒါကြောင့်မင်းကရိုးသားတဲ့သူဆိုတာအကိုအတိအကျသိတာပေါ့အဲ့ဒါကြောင့်နောက်ွယ်မှာတစ်ခုခုတော့ရှိမယ်မှအကိုသိလိုက်တယ်ဘာစိမ့်ဘူးနဲ့နော်မင်းခံလေသူ့ပြစ်သူခံသွားပြီပဲကွာ2လ3လလောက်တော့ထောင်ထဲမှာနေပြီးမှတ်သွားလိမ့်မယ်ထားပါတော့ကိုတို့ပြန်ရအောင်ဒီနောက်မှာဦးစီယာကတပ်ပိုင်နဲ့တူတူရဲစခန်းထဲကနေထွက်သွားလိုက်ပါတယ်ဒီနောက်မှာဖောက်တယ်တွေအားလုံးကလည်းအမှန်တရားကိုသိသွားကြပြီးတော့အရှင်အလိုမျိုးဦးစီယာရဲ့ဖတ်ထုတ်ဆိုင်လေးမှာလူတွေစီကားတဲ့အတိုင်းပြန်ပြီးစီကားလာပါတယ်